ကဘာမြန်ဆုံးမုတ်ဆိုချီတာကြတဲ့မြာကြီးအမဲလိုက်ကွက်များသင်ဟာကဘာအမြန်ဆုံးကုန်းနေတတ်တော်ချီတာကြတဲ့ဒီရဲ့အမဲလိုက်ပုံကိုမြင်ဘူးပါသလားသူတို့ဟာသူတို့ထက်နှစ်ဆကြီးတဲ့တားကောင်တွေကိုတောင်ဖြိုလဲနိုင်တဲ့ကြောက်မက်ဖွယ်မုတ်ဆိုးတွေပါဒီနေ့မှာတော့ချီတာတွေရဲ့အသေးရစရာအမဲလိုက်ကွက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့အင်ပါလာတမင်တွေကိုအမဲလိုက်ပုံပါချီတာဟာတားကောင်ကိုအတန်တိတ်ချင်းကပ်ပြီးလျှက်တစ်ပြက်ခွန်အုပ်လိုက်ပါတယ်တမင်ကသူ့ရဲ့ချွန်တက်တဲ့ဥကြိုတွေနဲ့ခုခံမှုကြိုးစားပေမဲ့ကျွမ်းကျင်တဲ့မုတ်ဆိုးကတော့လယ်ဘင်းကိုအမိအရာကိုက်ခဲထားလိုက်ပါပြီမိနစ်ပိုင်းအတွင်းမှာပဲတမင်ဟာချီတာမီသားစုအတွက်အရသာရှိတဲ့နေ့လယ်စာထစ်သွားခဲ့ရပါတယ်နောက်တစ်ခုကတော့တောဝက်တွေကိုအမဲလိုက်ခြင်းပါတောဝက်တွေဟာသူတို့ရဲ့အဆွဲတွေနဲ့ပြန်လဲတိုက်ခိုက်တယ်လို့ချီတာအတွက်အန်ဒီရရှိပါတယ်ဒါပေမဲ့ချီတာရဲ့အရှိန်ဟုန်ကိုတော့သူတို့မရင်နိုင်ပါဘူးတကောင်ကအာယုံလွှဲနေချိန်မှာနောက်တကောင်ကနောက်ကနေအမိယာဖန်ဆီးလိုက်တဲ့မြင်ကွင်းကတကယ်ကိုရင်သက်ရှူမောဖွယ်ပါ Wildy Beast လို့ခေါ်တဲ့တောနွားတွေဟာအုပ်စုလိုက်နှိထိုင်တတ်ပေမဲ့လူစုကွဲသွားတဲ့တကောင်ကိုတော့ချီတာကလက်မလွတ်တမ်းလိုက်လံဖန်ဆီးပါတယ်ချီတာဟာသူ့ရဲ့ချွန်တက်တဲ့လက်သေးတွေနဲ့တားကောင်ကိုခြေထိုးလဲပြီးလေဘင်းကိုအသေးလဲကိုက်ဖက်ကအနံယူလိုက်ပါတယ်အန်ဝေါ်စရာအကောင်းဆုံးကတော့ငှက်ကလာအုပ်ကိုအမဲလိုက်တာပါငှက်ကလာအုပ်ရဲ့ကန်ချက်ခါချီတာကိုတေးစေနိုင်ပေမဲ့ချီတာညီကို၃កောင်ပူးပေါင်းပြီးဗျူဟာမြောက်တိုက်ခိုက်လိုက်တဲ့အခါမှာတော့ဒီအရာမှငှက်ကြီးလဲအရှုံးပေးလိုက်တာပါတယ်ချီတာတွေဟာမြန်ယုံတင်မကပဲအလွန်ကျွမ်းကျင်တဲ့ဗျူဟာရှင်တွေလည်းဖြစ်ကြပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်စိတ်လှုပ်ရှားစရာဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ